ไม่เป็นไร จับยังไงวะผมไม่เคยจับอ่ะอีเฮียมาทีอันยาจีเบลมาโอ้ตายกระเป๋าจีเบลချက်ကျွေးမယ်ไม่เอาปีมาตั้งมา ဒီချက်ကျွေးမယ်ဒီနေ့ ฮะกูขอแบบแล้วกูအားလုံးပဲမင်္ဂလာပါတဲလေးတို့ရေထမင်းစားမယ်ရှင်ထမင်းစားမှာကတော့လေတဲလေးမမငပိထောင်ကိုစီလေးနဲ့ပြန်ကြော်စားတယ်နော်တဲလေးတို့နော်တိုးစရာကတော့ခရမ်းသီးပါမယ်ဒါပေမဲ့တနည်းသီးစားရေးစိမ်ပါမယ်ဒါကတော့တရက်ကင်းတိုးစားမယ်နော်ကိုတဲလေးတို့နော်လက်စီပြီးသွားပြီနော်တဲလေးတို့နော်အရန်နဲ့မစားကောင်းတော့တဲလေးတို့ရေမမပို့မငပိထောင်ကိုလေစီလေးနဲ့ပြန်ကြော်စားခြင်းနော်တဲလေးနော်အရန်နဲ့မစားကောင်းတာတဲလေးတို့သိလားဒီမှာပါရှင်နောက်ပြီးတော့ဒါကတော့လေတဲလေးအိမ်ကျက်ချက်ထားတယ်ကိုတဲလေးတို့အိမ်ကျက်တကောင်ဝယ်လာတယ်အိမ်ကျက်ချက်စားပါတယ်ရှင်အစီပြင်းလေးတဲ့ပေါ့နော်ကိုတဲလေးတို့နော်စားကြပါအောင်ရှင်ကောက်ခေါ်သွားဝင်အန်ဒီရတခင်တောင်းကိုနဲ့တတိုးနနဲ့တခေါ်တာကြာတကုန်းတာကြာတငင်းသီးတာဆဲနဲ့နေရင်နဲ့ရေစတွေပါတော့ကြားတယ်ကိုတဲလေးတို့ရေစားကြပါအောင်ရှင်စားချင်လိုက်တာကောင်းရောသမင်းစားအသေးလေးတို့ရေ不是院你煮对不是刚呀会不会ဒါကတော့မမပို့မှာချင်းပေါင်ကြော်နဲ့မြင့်နော်အသေးလေးနော်တူပါစင်ဒီချင်းပေါင်ကလေအသေးလေးတို့ရေတငယ်ချင်းပေးလာတာဖြစ်တဲ့အတွက်ကြောင့်မို့သေးလေးအရင်ဆုံးကြိုလိုက်တယ်ကြိုလိုက်တော့များတယ်ဆိုတော့လေဒီမှာတူကြီးကြော်ထားတဲ့အသေးလေးတို့ရေအဲ့ဒါစားချင်တဲ့လူစားအဲ့လိုမျိုးပဲဟင်းချက်မဲ့ဆိုရင်ဒီအသေးလေးမမပို့မှာလေနည်းနည်းလေးမပါနဲ့ချက်လို့မတတ်ဘူးအဲ့လိုမျိုးအိုကြီးအိုးငယ်အဲ့လိုမျိုးချက်ရမှကျင်တတ်တဲ့သေးလေးဒါကတော့နည်းနည်းကြံ့သေးတယ်ဆိုတော့လေအသေးလေးဒါရေကတိတာထဲမှာထည့်မယ်အသေးလေးဒါပစုတော့မပဘူးအသေးလေးတို့ရေပစုမတော်ဝဲရဘူးမြစ်နဲ့ချင်းပါကြပါအောင်ရှင်မပူမတူကြီးနော်အသေးလေးတို့နော်ဒါဒီလိုမျိုးချက်တော့အိုးမစီဒနာဒါစားမကုံတောက်မကုံရခလေးတွေလည်းစားလို့ရတာပေါ့နော်အသေးလေးတို့နော်ဒါပါစင်းချင်းပေါနဲ့မြစ်ကြော်တယ်နော်တူအသေးလေးတို့ရေစားကြပါအောင်ရှင်အားလုံးပဲမင်္ဂလာပါတဲလေးတို့ရေထမင်းစားမယ်ရှင်ထမင်းစားမှာတော့ဘာမှမရှိဘူးတဲလေးရေငပိထောင်းနဲ့ကရင်မလေးငပိချင်းနဲ့ရောပြီးတော့နေမယ်နော်တဲလေးနော်သူ့စရာကတော့တွေးတဲ့အတိုင်းပဲတဲလေးတို့ရေဒါကတော့တင်ပေါ်အပွင့်နော်တဲလေးနော်လက်ဖက်တော့ပါစင်ဒါကတော့တရက်ကင်းတဲလေးဒါကတော့အုံဒီအကင်းနော်တဲလေးနော်ဒါကတော့ပိနေကင်းအနုနော်တဲဒါတင်းဒီစားရေးစိမ်ပါစင်ကားကတော့အန်ဒီယာကီမလေးငပိချက်နဲ့ပိုးမငပိချောင်းနဲ့ရောပြီးတော့နေထားပါတယ်ရှင်ကြည့်ကြပါဦးတဲလေးတို့ရေဘာဟိမမရှိဘူးရှင်တစ်ဖက်တောက်လေးနဲ့ပဲအော်ငါ6လေးဖုတ်ထားတယ်နည်းနည်းငါ6တော့ယူလိုက်အောင်မယ်နော်တဲလေးတို့နော်ဒီမှာပါစင်ငါနဲ့6ဖုတ်နော်တဲလေးနော်ခဏယူလာဘူးမေ့သွားတယ်တဲလေးကောက်ကောင်သွားမှအန်ဒီယာယူစားခြင်းစရာရေးတဲလေးကရမလေးငပိချက်နဲ့ပိုးမငပိထောင်နဲ့ရောနေထားတယ်နော်တဲလေးနော်စတာတော့တော်တော်ဆက်မယ်ရှင်ကိုစရာကတော့တဲလေးတို့ရတွေ့တဲ့အတိုင်းပဲရှင်းအန်
안돼 다 캔 땅에 나 삐째 내 뭐안 호반네 사진高鸟呗高是呗